တွေသဘောရဲ့မနာလိုဝင်တို့ရင်နဲ့မြတ်တရားကင်လာရရင်အကျိုးမြတ်ကိုစေတွဲတွဲလို့မောဟတွေမောင်ဖုံးလို့အကျိုးမဲ့သွားနေထိုင်ရင်နဲ့အညိုးမုံတရားတွေနဲ့လောကခရီးကိုဆက်နေသာနာရင်ကဲမဲ့နေပြီလေပမာပြနိုင်ရင်တရားဘိုးဗလံဖြစ်မျိုးလေးနဲ့ဇွတ်တို့လူမီကိုမကြောက်ပေမြတ်တာဆိုတာကဘာကြီးအတွက်တော့အစွမ်းထက်ဆုံးရပဲဖြစ်မဲ့လေပြမစုတရားစင်ထားလို့မတွေ့ဒီလောကတကယ်ချမ်းမြေပါစေသဘောရဲ့မနာလိုဝင်တို့ရင်နဲ့မြတ်တရားကင်လာရရင်အကျိုးမြတ်ကိုစေတွဲတွဲလို့မောဟတွေမောင်ဖုံးလို့အကျိုးမဲ့စွာနေထိုင်ရင်နဲ့အညိုးမုံတရားတွေနဲ့လောကခရီးကိုဆက်နေသာနာရင်ကဲမဲ့နေပြီလေပမာပြနိုင်ရင်တရားဘိုးဗလံဖြစ်မျိုးလေးနဲ့ဇွတ်တို့လူမီကိုမကြောက်ပေမြတ်တာဆိုတာကဘာကြီးအတွက်တော့အစွမ်းထက်ဆုံးရပဲဖြစ်တယ်လေပြမစုတရားစင်ထားလို့မတွေ့ဒီလောကတကယ်ချမ်းမြေပါစေသာနာရင်နဲ့ညတာမှုမြတ်တာပေဝေဓမ္မလည်းဒီလောကကြီးငြိမ်းချမ်းပျော်မွေ့စိတ်ချမ်းမြေမလေဖေးမလို့ကျင်နာတရားတွေကဘာကြီးကိုကဲတင်ရင်နဲ့အလတ်စင်နိုင်မှချမ်းမြေမဲ့မတွေ့ခုတော့လည်းဒီလိုမဟုတ်ပေသာနာခြင်းတွေမဲ့နေအရာရာထင်နိုင်ကြလို့လောဘရမမတတ်နိုင်တဲ့၍လူနှလုံးသားမရှိရင်လောကကြီးပျက်စီးလိမ့်မယ်လေပြမစုတရားစင်ထားလို့မတွေ့ဒီလောကတကယ်ချမ်းမြေပါစေသဘောရဲ့မနာလိုဝင်တို့ရင်နဲ့မြတ်တရားကင်လာရပြီအကျိုးမြတ်ကိုစေတွဲတွဲလို့မောဟတွေမောင်ဖုံးလို့အကျိုးမဲ့စွာနေထိုင်ရင်နဲ့အညိုးမုံတရားတွေနဲ့လောကခရီးကိုဆက်နေသာနာရင်ကဲမဲ့နေပြီလေပမာပြနိုင်ရင်တရားဘိုးဗလံဖြစ်မျိုးလေးနဲ့ဇွတ်တို့လူမီကိုမကြောက်ပေမြတ်တာဆိုတာကဘာကြီးအတွက်တော့အစွမ်းထက်ဆုံးရပဲဖြစ်တယ်လေပြမစုတရားစင်ထားလို့လေဒီလောကစင်ချမ်းမြေပါစေသာနာရင်နဲ့ညတာမှုမြတ်တာပေဝေဓမ္မလည်းဒီလောကကြီးငြိမ်းချမ်းပျော်မွေ့စိတ်ချမ်းမြေမလေဖေးမလို့ကျင်နာတရားတွေကဘာကြီးကိုကဲတင်ရင်နဲ့အလှဆင်းနိုင်မှချမ်းမြေမဲ့မတွေ့ခုတော့လည်းဒီလိုမဟုတ်ပေသာနာရင်တွေမဲ့နေအရာရာထင်နိုင်ကြလို့လောဘရမဲမတတ်နိုင်တဲ့
လူနှလုံးသားမရှိရင်လောကကြီးပျက်စီးလိမ့်မယ်လေပြမစိုးတရားစင်